အဲ့မပြောတဲ့အခါတောအုပ်လေးတစ်ခုကိုစဉ်းစားကြည့်တဲ့တခါလောက်တောအုပ်လေးတစ်ခုတည်းရှော့သွားချင်ခဲ့ဘူးလားဆိုင်းဆိုးနေတဲ့တည့်ရွက်လေးတွေအများကြီးရှိတဲ့လမ်းညိုလေးရဲ့ခတ်တူတူကြားနေရတဲ့ငှက်တန်လေးတွေရဲ့လေတိတ်တန်တွေရဲ့ငါးလေးတွေကူးခတ်နေမဲ့ကန်ရီအိမ်လေးရဲ့မိန်ညိုးနေတဲ့တစ်ပင်အုပ်တွေရဲ့ငါနှလုံးသားထဲကစိုးရိမ်တန်တွေမကြားရတော့မဲ့နေရာလေးတစ်ခုကလေးတစ်ယောက်လိုကခုံရဲ့မောနေရင်တော့အပြစ်တင်မဲ့လူတွေမရှိတဲ့နေရာလေးတစ်ခုပန်းရိုင်းလေးတွေပေါ်လဲချရင်နေပြောက်လေးတွေကိုခံစားမဲ့လင်ញင်းတွေနဲ့အတူဒုက္ခတွေကိုမော့ထုတ်မဲ့ဒါဟာပထမဆုံးအကြိမ်ဖြစ်ငါအသက်ရှင်နေတယ်လို့ခံစားရတဲ့အခိုက်အတန့်လေးဖြစ်နေမလားတောအုပ်လေးတစ်ခုထဲမှာပေါ့ကွယ်